ကျမရဲ့ခင်ပွန်းဟာသူ့ရဲ့အမြောင်မယားကိုအလိုလိုက်ဖို့အတွက်လူအများရှိမှကျမရဲ့အဝတ်စားတွေကိုအဓမ္မချုပ်ခိုင်းခဲ့ပါတယ်။ဒါတောင်မှသူ့အမြောင်မယားကအားမရသေးပဲကျမရဲ့လက်ထက်လက်စွပ်ကိုပါချုပ်ပေးဖို့တောင်းဆိုပြန်ပါတယ်။ခင်ပွန်းဖြစ်သူရဲ့အေးဆက်လာတဲ့အကြည့်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒီပတ်သက်မှုကိုအပြီးတိုင်အဆုံးသတ်ဖို့ကျမအဆုံးဖြတ်လိုက်ပါတော့တယ်။လက်စွပ်ကိုချုပ်ပြီးသူ့စီကိုအားနဲ့ပစ်ပေါက်လိုက်ကကြေကွဲဝန်းနေစွာနဲ့ထွက်ခွာလာခဲ့ပါတယ်။လုပ်ပေါ်ကိုင်ဘက်တွေရဲ့တိုးတိုးပေါ်ဖော်ပြောဆိုတန်တွေနဲ့စူးစိုက်ကြည့်နေတဲ့အကြည့်တွေကြားမှာကျမဘာလို့ရမှန်းမသိအောင်ဖြစ်ခဲ့ရပါတယ်ခင်ဗျရဲ့တစ္ဆာဖောက်မှုနဲ့သူကြီးပွားဖို့အတွက်ကျမဘလောက်တောင်ပေးဆက်ခဲ့ရတယ်လဲဆိုတာတွေကိုတွေးမိပြီးအိုးမဲ့အိမ်မဲ့စွန့်ပစ်ခံလိုက်ရတဲ့ဒဏ်ရာဟာရင်ထဲမှာမခံမရက်နိုင်အောင်ပြင်းထန်ခဲ့ပါတယ်ဒါနဲ့ကျမရဲ့အကိုဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်အကြောင်းစုံကိုကြားရတဲ့အခါအကိုဟာသူ့ရဲ့တက်တော်ဆောင်တွေနဲ့အတူချက်ချင်းရောက်လာပါတယ်ကျမရဲ့နှုတ်နယ်ပြီးစိတ်တန်ရာရနေတဲ့ပုံစံကိုမြင်တော့အကိုကအဲ့ဒီနှလုံးသားမရှိတဲ့လူကိုပညာပေးဖို့ကြိမ်ဆိုပါတော့တယ်။ဒါပေမဲ့ကိစ္စတွေပိုကြီးကုန်မှဆိုးတာကြောင့်ကျမကပဲအတင်းတားဆီးပြီးအကိုနဲ့အတူအိမ်ကိုပြန်လာခဲ့ပါတယ်။ကျမကိုချစ်တဲ့ဖေဖေနဲ့တွေ့လိုက်ရတဲ့အချိန်မှာတော့ဝမ်းနည်းမှုတွေကိုမအောင်နိုင်ပဲပောက်ကွဲထွက်သွားပါတော့တယ်။အဲ့ဒီအချိန်ကြာမှပဲကျမနဲ့သူ့ရဲ့ပတ်သက်မှုကိုဖေဖေဘာလို့အမြဲတမ်းကန့်ကွက်ခဲ့တယ်လဲဆိုတာကိုနားလည်သွားပါတော့တယ်။ကျမခံစားခဲ့ရတာတွေကိုသိသွားတဲ့ဖေဖေဟာဒေါသအမျက်ထွက်ပြီးသူ့ရဲ့အဆက်အသွယ်တွေကိုသုံးကကျမခင်ပွန်းရဲ့စီးပွားဖက်အားလုံးနဲ့လက်တွဲဖြုတ်ပစ်လိုက်ပါတယ်။ကျမစိတ်ပျော်ရွှင်စေဖို့အတွက်လည်းတစ်မျိုးလုံးကဂုဏ်တရေရှိလူကူးလူတန်းတွေကိုဖိတ်ကြားပြီးအိမ်ပြန်လာခြင်းအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကြီးတစ်ခုကျင်းပပေးခဲ့ပါတယ်။မထင်မှတ်ပဲကျမခင်ပွန်းဟာလည်းအဲ့ဒီပွဲကိုရောက်လာပြီးတထေးသမီးနဲ့ရင်းနှီးခွင့်ရဖို့ကြိုးစားနေပါတယ်။ညနေခင်းဝတ်စုံနဲ့လှပလွန်နေတဲ့ကျမကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့အမြောင်မယားဟာမနာလိုစိတ်တွေတောက်လောင်ပြီးကျမစီပြေးလာပါတော့တယ်။နင်လိုလူမျိုးကဒီလိုပွဲကိုတက်ဖို့အဆင်မရှိဘူး။ဘာလို့ဒီကိုရောက်နေတာလဲဆိုပြီးမိကုန်းထုတ်တဲ့အပြင်ဒေါ်လာ1000ကိုပြစ်ပေးပြီးအခုချက်ချင်းထွက်သွားဖို့အမိန့်ပေးပါတယ်ပိုဆိုးတာကကျမခင်ပွန်းကပါကျမကိုတောင်းပန်ဖို့ဖိအားပေးလာတာပါအဲ့ဒီအချိန်မှာပဲကျမအကိုရောက်လာခဲ့ပါတယ်ကျမဟာတကယ်တော့ဒီပွဲရဲ့အဓိကဂုဏ်ထူးဆောင်ဧည့်သည်ဆိုတာကိုသိသွားကြတဲ့အခါမှာတော့သူတို့ဟာဘလောက်တောင်မိုင်းမဲခဲ့ကြတယ်လဲဆိုတာကိုနောက်တရားစွာနဲ့နားလည်သွားကြပါတော့တယ်